အားလုံးကို spoken English နဲ့ပြန်လေး choose လိုက်ပါတယ်ဒီနေ့ ဆက်လက်ပြီး sharing လုပ်ပေးမယ် English ကပြောတူထွားလေးကတော့စားတော့ဆိုင်မှာကိုကဝေတဲ့တယောက်အနေနဲ့ဘယ်လို order ကောက်မလဲ customer တယောက်အနေနဲ့ကျွန်တော် order ဘယ်လိုမှားမလဲစတဲ့ဒီ conversation လေးတွေကို sharing လုပ်ပေးမှာဖြစ်ပါတယ် okay ပထမအခြေအနေလေးတစ်ခုကိုအရင်ဆုံးကြည့်အောင်ဗျာကျွန်တော်ကဝေတဲ့တယောက်အနေနဲ့ဆိုရင် customer ကဝင်လာပြီဆိုရင်ကိုဆိုင်ကို greeting အနေနဲ့အရင်ဆုံးနှုတ်ဆက်ရပါဖြစ်ပါတယ်เนาะဆိုမနေ့ပိုင်းဝင်လာတယ်ဆိုရင် good morning sir welcome to coffee bean ဆိုပါစို့ကျွန်တော်ဆိုင်က coffee bean ဆိုရင်တော့ welcome to coffee bean ကိုရဲ့ဆိုင်နာမည်ကိုပြောလိုက် welcome to ရဲ့အနောက်မှာဒီမှာ Thai စားတော့ဆိုင်ဆိုရင် welcome to Thai restaurant เนาะအဲ့လိုလေးပြောလို့ရတယ် okay ဒုတိယအချက်အနေနဲ့လူဘယ်နှစ်ယောက်လဲလို့ကိုအဲ့လိုလေးမေးချင်တယ်ဗျာ how many people are you how many people are you အဲ့လိုလေးမေးလို့လည်းရတယ်လို့ဒါမှမဟုတ်ရင် how many people are you dining today အဲ့လိုလေးမေးရနော် how many people are you dining today ဒီလိုလေးပြောလို့ရပါတယ်ဆိုတော့သူကနေ customer ကနေပြီးတော့ကျွန်တော်တို့ကလူ6ယောက် we are 6 person ဒါမှမဟုတ် we are 6လို့လည်းပြောလို့ရတယ်နော် okay ဟုတ်ပြီဆိုတော့နောက်တစ်ဆင့်ကျတော့ကိုကဒီလမ်းလေးရှောက်လာခဲ့ဒီလမ်းလေးလာနော်ဝင်လာခဲ့လို့အဲ့လိုလေးပြောချင်တယ်ဆိုရင်come this way please come this way please အဲ့လိုလေးပြောလို့ရတယ်ပြီးလို့ရှိရင် customer ကတချို့ဆိုင်တွေမှာတော့ indoor ရှိတယ် outdoor ရှိတယ်ဗျာအဲ့တော့ကို့အနေနဲ့ customer ကိုမေးချင်တယ်outdoor မှာထိုင်ချင်တာလား indoor မှာထိုင်ချင်တာလားအဲ့လိုလေးမေးချင်တယ်ဆိုရင် which area would you prefer indoor or outdoor အဲ့လိုလေးမေးလို့ရတယ်နော် which area would you prefer indoor or outdoor အဲ့လိုလေးမေးလို့ရပါတယ်ပြီးလို့ရှိရင် customer ကဝင်လာပြီဆိုရင် customer ကထိုင်နေပြီနေရာယူပြီဆိုရင် customer ကအများဆုံးမေးလေးရှိတာကတော့ can I see the menu please can I see the menu please ကျွန်တော် menu လေးကိုကြည့်လို့ရမလားလို့ပြောတာเนาะ can I see the menu please waiter တယောက်အနေနဲ့ order ကောက်မယ်ဆိုရင်ဘာမှားမလဲလို့မေးချင်တယ်ဆိုရင် what can I get you sir what can I get you what can I get you miss အဲ့လိုလေးပြောလို့ရတယ်เนาะနောက်တစ်နည်းကြတော့ဘာမှားမလဲလို့သုံးလို့ရတဲ့တောင်းတုံးလေးတစ်ခုကတော့ what would you like to order what would you like to order အဲ့လိုလေးပြောလို့ရတယ်เนาะ what would you like to order တချို့ဆိုင်တွေမှာတချို့ waiter တွေကကြတော့ရေကိုအရင်မှားခိုင်းတယ်ကို့အနေနဲ့ရေကိုအရင်မှားမလားလို့အဲ့လိုလေးမေးချင်တယ်ဆိုရင်เนาะ would you like to order a drink first would you like to order a drink first ရေကိုအရင်မှားမလားလို့เนาะတောက်စရာတခုအရင်မှားမလားပေါ့အဲ့လိုပြောတာဖြစ်ပါတယ်เนาะ so would you like to order a drink first အဲ့လိုလေးပြောလို့ရပါတယ်နောက်ချင်းတစ်ခုကတော့ကိုက customer တယောက်အနေနဲ့ကိုကဘာမှားလို့မှားမှမသိဘူးဆိုရင်တော့ကိုကနေဒီနေ့ဘာ special ရှိလဲအဲ့လိုလေးမေးချင်တယ်ဆိုရင် what is special today what is special today what is special today ဒီနေ့ကဘာ special ရှိလဲเนาะအဲ့လိုလေးမေးလို့ရတယ်เนาะဒါ waiter ကိုအဲ့လိုမေးလို့ရပါတယ်သူ့အနေနဲ့သူတို့ဆိုင်မှာဘာ special ရှိတယ်ဆိုတာသူပြောပြလိုက်မယ် customer တယောက်အနေနဲ့အဲ့လိုလေးမေးလာပြီဒီနေ့ဘာ special ရှိလဲအဲ့လိုမေးလာပြီဆိုရင်ကိုကတော့ဒီနေ့ဘာ special ရှိတယ်ဆိုတာကိုပြောပြရမှာဖြစ်ပါတယ် today special is mushroom soup today special is mushroom soup အဲ့လိုလေးပြောလို့ရပါเนาะဒီနေ့ရဲ့ special ကတော့ mushroom soup ရှိပါတယ်ပေါ့เนาะအဲ့လိုလေးပြောတာဖြစ်ပါတယ်နောက်တစ်ခုကျတော့ကိုက customer တယောက်အနေနဲ့ဘာမှားလို့မှားမှမသိဘူးပေါ့เนาะမင်းဘာကို recommend ပေးမလဲပေါ့เนาะအဲ့လိုလေးမေးချင်တယ်ဆိုရင် what is your recommendation what is your recommendation ဆိုလိုတာဒီမင်းရဲ့အကြံပြုချက်ကဘာများဖြစ်မလဲပေါ့เนาะ what is your recommendation what is your recommendation I have no idea ဥပမာ idea မရှိဘူးဆိုရင်တော့ I have no idea လို့အဲ့လိုလေးပြောလို့ရပါတယ် okay နောက်တဲ့အခြေအနေတစ်ခုလေးကိုဆက်ပြီးတော့ကြည့်အောင်နောက်အခြေအနေတစ်ခုကတော့ကိုက customer တယောက်အနေနဲ့ကိုမှားရမယ့်ဟာကိုတွေ့သွားပြီဆိုရင်တော့ I would like to have လို့သုံးလို့ရတယ်နော် I would like to have ပြီးရင်တော့မှာကိုဘာစားမလဲ I would like to have mushroom soup I would like to have mushroom soup ဒါမှမဟုတ်ကိုကcoffee တောက်ချင်တယ်ဆိုရင် I would like to have a coffee I would like to have a coffee အဲ့လိုလေးပြောလို့ရတယ်ဒါမှမဟုတ်ရင်တစ်ဆက်တည်းပြောချင်တယ်ဆိုရင်အရေရောအစားအစာရောအဲ့လိုမျိုးပေါင်းပြီးတော့ပြောချင်တယ်ဆိုရင် I would like to have a mushroom soup and a latte or a coffee စသဖြင့်အဲ့လိုလေးပြောလို့ရနော် I would like to have ရနောက်မှာစားထည့်မယ် and ပြီးလို့ရှိရင် coffee ဖြစ်ဖြစ်
ဒါမို့ tea စသဖြင့်အဲ့လိုလေးပြောလို့ရပါတယ်နော်နောက်ထပ်ဘာများမှားအောင်မလဲနောက်ထပ်ဘာများရှိသေးလဲစသဖြင့်အဲ့လိုလေးမေးချင်တယ်ဆိုရင် it's anything else အဲ့လိုလေးမေးလို့ရတယ်နော် it's anything else it's anything else အဲ့လိုလေးမေးလို့ရတယ်ဟုတ်ကဲ့ဒါကတော့ဒါစားတော့ဆိုင်မှာ order ဘယ်လိုကောက်မလဲ order ဘယ်လိုမှားမယ်စသဖြင့်ဒါကတော့ video အပိုင်းတစ်လေးပဲဖြစ်ပါတယ်နောက်ထပ်ဒီအကြောင်းအရာနဲ့ဆက်ဆက်တဲ့ video လေးကိုနောက်ထပ် video မှာပြန်လည်ဆွေးနွေးကြအောင်ဗျာ